မင်္ဂလာပါသတင်းတူတက်နဲ့ကျမ်းမာရေးအကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ CLGK Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ပြောမှာကတော့နိုးတိုက်မိခင်တွေအရေးပေါ်သတင်းတားဆီးတောက်လို့ရသလားအရေးပေါ်သတင်းတားဆီးဆိုတော့ levonorgestrel ပေါ့နော်တောက်လို့ရသလားလို့ပြောတယ်မိခင်ရဲ့နှုတ်တွေကိုဖျက်ဆီးသွားတဲ့အဲ့ဒီတားဆီးထဲမှာပါတဲ့ဟော်မုန်းပမာဏတွေကအရန်နေပါတယ်ကလေးတွေအန်ဒီရမရှိဘူးဒါကြောင့်နိုးတိုက်နေတဲ့အချိန်မှာ levonorgestrel တောက်လို့ရတယ်အရေးပေါ်တားဆီးပေါ့နော် levonorgestrel တောက်လို့ရတယ်ဘေးကင်းတယ်ပုံမှန်တိုင်းတိုက်လို့ရတယ်ဒါပေမဲ့တချို့သောအစီရင်ခံစာတွေကမိခင်ရဲ့နှုတ်ထဲမှာဆေးဝါးပါတဲ့အမြင့်ဆုံးပမာဏပါဝင်မှုအချိန်လေးကိုရှောင်ဖို့အတွက်ကတော့အနည်းဆုံး3နာရီ8နာရီထိကလေးကိုနှုတ်မတိုက်ပဲစောင့်မှုအကြံပြုထားတယ်အဲ့ဒီအချိန်မှာကတော့နှုတ်အစားထိုးတဲ့နှုတ်မုံတွေပေါ့သူ့လအရွယ်နဲ့သူ့ရက်အရွယ်နဲ့တိုက်လို့ရတဲ့နှုတ်မုံကိုတိုက်ရမှာပေါ့နော်တခြားသုတေသနပြုချက်တွေအကြတော့လဲမိခင်တို့တိုက်ကြွေးတာကိုရက်တက်မှုမလိုဘူးတဲ့အရေးပေါ်တွေဒါစီတောက်လို့ရတဲ့မိခင်တွေက the breastfeeding network ကပြောတာပေါ့နော်သူတို့ကတော့ရက်ဖို့မလိုဘူးလို့ပြောတယ်အဲ့တော့ key points ပေါ့အဓိကအချက်ကတော့နှုတ်ထဲမှာဆေးဝါးပါဝင်မှုကတော့နည်းနည်းပဲပါတာပေါ့ minimal drug in milk ပေါ့နှုတ်ထဲမှာဆေးဝါးနည်းနည်းပဲပါတယ်levonorgestrel ပမာဏနည်းနည်းပဲမိခင်တို့ထဲဝင်သွားတယ်လို့ပြောတာပေါ့နော်ကလေးတွေအန်တီမရှိဘူး no harm to baby ပေါ့လေးလာမှုတွေကြပမာဏနည်းနည်းလေးကသိတာထင်ရှားမှုမရှိဘူးအဲ့ဒီတွေအန်တီရှိမယ်လို့မမျှော်လင့်ဘူးလို့သူတို့ပြောတယ်မမျှော်လင့်ဘူးဆိုတဲ့စကားကလည်းနည်းနည်းသူက expected ကြီးဖြစ်နေတာပေါ့နော် not expected ပေါ့နော်မရေရသလိုကလည်းဖြစ်နေတယ်အကောင်းဆုံးတော့ no ပုံမှာတက်ရောက်မှုမရှိရင်မရည်ရွယ်ဘူးဆိုတဲ့အခါဒီဆေးပါဝင်မှုကို short ချဖို့အတွက်စောင့်လိုက်တာအကောင်းဆုံးပဲအဲ့တော့ကိုယ့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုပေါ့ personal choice အနေနဲ့ကိုယ့်ဘာသာကိုရွေးချယ်တာတော့အကောင်းဆုံးပဲဆေးပညာရမလို့လည်းဘူးဆိုမဲ့ကလေးရတဲ့ဆေးပမာဏကို short ချဖို့တချို့လူတွေကဒီဆေးတော့ပြီးတဲ့နောက်အနည်းဆုံး8နာရီကြာတို့မတိုက်ဖဲနဲ့သူတို့ကနေလိုက်ကြတယ်ကိုကလေးကိုမထိခိုက်အောင်ပေါ့နော်အဲ့တော့ပြန်လည်တက်ရောက်မှုဒီဆေးကိုတိုက်တဲ့ကဘာတွေဖြစ်တတ်တယ်လဲဆိုတော့ TB ရှိတဲ့လူနာတွေပေါ့နော်ပြီးတော့ epilepsy ပေါ့ဝယ်ယူပြန်ယောဂရှိတဲ့သူတွေနောက် HIV ဒါမှမဟုတ်တချို့ antifungal medicine ဆိုတာရှိတယ်မှုသက်ဆေးတွေပေါ့မှုသက်ဆေးလိုမျိုးဆေးတွေတောက်နေရသူတွေအဲ့လိုလူတွေကတော့ဆရာဝန်နဲ့ဒါမှမဟုတ်ရင်ဆေးဝါးပညာရှင်နဲ့ pharmacist ပေါ့ဆေးဝါးပညာရှင်နဲ့ဒါမှမဟုတ်ဒေါက်တာနဲ့တိုင်ပင်ပြီးမှပဲတောက်တဲ့နဲ့အရေးပေါ်သတိတားဆေးကိုဒါကလေးနှုတ်တိုက်တာနှုတ်တိုက်နေတဲ့မိခင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအဲ့ဒီယောဂတွေရှိနေတယ်အဲ့ဆေးတွေတောက်နေတယ်ဆိုရင်တော့အရေးပေါ်သတိတားဆေးကိုဆရာဝန်နဲ့တိုင်ပင်ရမယ်တခြားအရေးပေါ်သတိတားနည်းတွေလည်းရှိသေးတာပေါ့ alternative emergency contraception ဆိုတာရှိတယ်သူကတော့ဒီဟော်မုန်းတွေကလေးရှိကိုနှုတ်ကနေတဆင့်ပါသွားမှကိုစစ်ပူရဲဆိုလို့ရှိရင်သုံးတဲ့နည်းပေါ့ဟိုကြေးနီ IUD လေးပေါ့ကြေးနီပစ္စည်းလေးကိုတိမ်ထဲကိုထည့်လိုက်တာပေါ့နှုတ်တိုက်နေတဲ့ကာလမှာအရေးပေါ်သတိတားနည်းလောက်တာထက်သူကပို့ပြီးတော့စိတ်ပူစရာဘာမှမရှိဘူးနောက်တင်းတီးကောင်းတဲ့နည်းပေါ့နော်ဒီနေ့ပြောတာကတော့ဒီလောက်ပါပဲနှုတ်တိုက်မိခင်တွေအရေးပေါ်သတိတားစီတောက်မယ်ဆိုရင်ကလေးကိုထိခိုက်နေလားဆိုတာမထိခိုက်ပါဘူးတောက်လို့ရပါတယ်ဒါပေမဲ့စီရင်ခံစာတချို့ကတော့ဆေးတောက်ပြီး3နာရီနဲ့8နာရီကြာတယ်မှာကလေးကိုနိုးမတိုက်ပဲနေတာပိုအန်တယ်ကင်းတယ်လို့ပြောတဲ့အတွက်အဲ့ဒီနည်းကိုကျင့်သုံးကြပါလို့ပဲပြောချင်ပါတယ်ပုံမှန်တင်ဆက်ပေးနေတဲ့ CLGK Channel ကို like share နဲ့ subscribe လုပ်ထားလို့ရပါတယ်အားလုံးကျန်းမာကြပါစေ